ပျောက်ဆုံးနေတော့ကမ္ဘာအဖိုးတန်ဆုံးယန္တနာဗရမ ငမောက်ကမ္ဘာကျော်ကြောင်းမြတ်တွေအကြောင်းကိုကျွန်တော်တို့ပြောကြတဲ့အချိန်မှာကျွန်တော်တို့အားလုံးကစိန်တွေတခြားကြောင်းမြတ်ယန္တနာတွေကိုပဲပြေးမြင်ကြတာများပါတယ်ကျွန်တော်တို့မြန်မာသမိုင်းမှာတော့စိန်ထက်တန်မိုးကြီးတဲ့အရာတွေရှိခဲ့ဘူးပါတယ်ဒါကတော့ဗြိတိရှစစ်ဗိုလ်ချုပ်တွေရဲ့လက်ထဲမှာတဲလွန်စာမကြံပျောက်ဆုံးသွားခဲ့တဲ့ကျွန်တော်တို့ရဲ့ဗရမ ငမောက်ကြီးပဲဖြစ်ပါတယ်15ရာစုအင်းဝခင်မှာငမောက်ဆိုတဲ့သူကမိုးကုတ်မီကနေစတင်တွေ့ရှိခဲ့တဲ့ဒီကြောင်းမြတ်ယန္တနာဟာအလေးချိန်80ကာရက်ရှိပြီးတော့ကိုသွေးလို့ခေါ်တဲ့အကောင်းဆုံးအနီရင့်အောင်ပါပုံတံကတော့မှန်ကိုကွက်လိုမျိုးအချိုးချပြီးတော့လှပတဲ့ရှေ့လူကြီးတွေအစိုးရဒီဗရမကြီးဟာအမောင်ထဲမှာတော့အလင်းထွက်တယ်လို့ယုံကြည်ကြပါတယ်မှတ်တမ်းတွေရတော့ဒီဗရမကြီးကိုရေကန်ထဲမှာချလိုက်ရင်တကန်လုံးသွေးရောင်ဖျောက်သွားသလိုထင်ရလိုက်အောင်အလင်းရောင်ထွက်အားကောင်းမွန်လုံးနဲ့လို့ပါဇက်ရာဇဝင်တွေရသိရှိရပါတယ်ဒါပေမဲ့နှမျောစရာကောင်းလုံးနာကတော့1885ခုနှစ်ဒီဘုံမိတ်ပါတော်မူတော့ကဗြိတိရှစစ်ဗိုလ်ချုပ်ကာနက်စလီဒင်ကခိတ္တထိန်းပေးထားမယ်ဆိုပြီးတော့ယူသွားရာကနေဒီနေ့အထိတဲလွန်စာမကြံပျောက်ဆုံးသွားတာပဲဖြစ်ပါတယ်ကမ္ဘာအကောင်းဆုံးဗရမတွေဟာယနေ့ခေတ်မှာအမေရိကန်ဒေါ်လာ1 သန်းကျော်အထိတကာရက်ကိုပေါက်သေးရှိရလို့သိရပါတယ်တကယ်လို့သာ80ကာရက်ကျော်ရှိတဲ့ဗရမငမောက်ကြီးဟာဒီနေ့ခေတ်ယတနာဈေးကွက်ကိုရောက်ရှိလာခဲ့မယ်ဆိုရင်သူ့ရဲ့သမိုင်းတန်ဖိုးနဲ့ရှားပါမှုကိုပါထည့်တွက်လိုက်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်း100ကနေတန်း900ကျော်အထိမြန်မာငွေတန်ဖိုးနဲ့ဆိုရင်ကျပ်ဘီလီယံထောင်ချီအထိတန်ဖိုးရှိတယ်လို့ကြောက်မြတ်ပညာရှင်တွေကခန့်မှန်းကြပါတယ်ဒါကြောင့်ကမ္ဘာဈေးအကြီးဆုံးကြောက်မြတ်စည်ရင်မှာထိဆုံးကနေရှိနေမှာအသေးကြပါပဲခင်ဗျာကျွန်တော်တို့ဖတ်ဖူးတဲ့သမိုင်းကြောင်းကိုအခြေခံပြီးဆက်ပြောရမယ်ဆိုရင်ငမောက်ကသူရထားတဲ့အဖိုးတန်ဗရမကြီးကိုအမှန်တိုင်းမဆက်တာပဲနှစ်ချမ်းခွဲပလိုက်ပါတယ်တစ်ချမ်းကိုဘရင်ထံဆက်တာပြီးတော့ကျန်တဲ့တစ်ချမ်းကိုတော့မိမိသိမ်းဆက်ထားခဲ့ပါတယ်တချို့ကတော့ကုန်သည်တွေကိုတိတ်ဆိတ်ရောင်းချခဲ့တယ်လို့ဖော်ပြထားပါတယ်ဒီလိုဝက်ချက်ကကြာမခံခဲ့ပါဘူးအကောင်းဆုံးပိုင်းကိုခြံထားခဲ့ပြီးတစ်စိတ်တစ်ပိုင်းကိုပဲဆက်တာခဲ့တာဟာဘရင်အပေါ်တစ္ဆာဖောက်ခဲ့တယ်လို့သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်ဒီအချက်ကြောင့်ပဲဗရမကြီးကငမောက်အတွက်ကံကောင်းခြင်းတွေအစားတေးတန်ဆိုတဲ့အဆုံးသက်ကိုသာယူဆောင်လာပေးခဲ့ပါတော့တယ်ငမောက်ရဲ့ဇနီးဒေါ်နန်းကြီးလည်းသူမရဲ့ခင်မုန်းကိုမျှော်ရင်းတောင်ပေါ်မှာကွယ်လွန်ခဲ့ရတယ်လို့ပဲမြန်မာပြည်သူတွေဟာလည်းအမိမီရဲ့အဖိုးတန်ယတနာကြီးပြန်အလာကိုမျှော်လင့်နေကြစေဖြစ်မယ်လို့ထင်ပါတယ်ခင်ဗျာမြမကုံဆောင်ဗရမငမောက်တနေ့နေ့မှာမြန်မာပြည်ကိုပြန်လည်ရောက်ရှိလာပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ခင်ဗျာ